ဖာစာပါလာအမတ်45ဦးပေါင်း111ဦးပါကော်မတီဖွဲ့စည်းပြီးအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကိုစီစဉ်ပါတယ်။1949မေလထဲမှာပင်ကရင်မျိုးသားများအကျိုးစီးပွားကိုကာကွယ်ဆောက်ရှောက်ဖို့ကရင်မျိုးသားများရဲ့ KNUDO ဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ဩဂတ်လမှာ KNUDO ကနေ KNDO လို့နာမည်ပြောင်းလဲခေါ်ပါတယ်။ဇွန်လမှာတမ်းပြူပြည်ပြူလွှတ်တော်စီဝေးကြီးစတင်ကျင်းပပါတယ်။ဖာစာပလာကြီးတွေကပြည်သူ့ရဲဘော်အမတ်များကယူနီဖောင်းဝတ်နဲ့လွှတ်တော်တက်လာသလိုဆိုရှယ်လစ်ပါတီဝင်အမတ်များကလည်းကာကီယူနီဖောင်းဝတ်ပြီးလွှတ်တော်တက်လာရုံမကလေစည်းအနီတောင်တက်ဆင်လာလိုက်ကြပါသေးတယ်။ကွန်မြူနစ်အမတ်9ဦးလည်းပါဝင်တက်ရောက်ပါတယ်။တခင်နုကိုလွှတ်တော်ဥက္ကဋ္ဌဖြစ်ရွေးချယ်ပါတယ်။အခြေခံဥပဒေရေးဆွဲရေးကော်မတီတွေဖွဲ့ကြပါတယ်။ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူတွေကိုဗိုလ်ချုပ်အောင်ဆန်းကဇွန်လ16နေ့မှာတင်သွင်းပြီးလွှတ်တော်ကတညီတညွတ်တည်းအတည်ပြုပါတယ်။ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမူကြမ်းကိုဆွေးနွေးကြတဲ့အခါမှာကွန်မြူနစ်အမတ်တွေလည်းပါဝင်ဆွေးနွေးခဲ့ပါတယ်။တိုင်းပြည်ပြည်လွှတ်တော်ကရေးဆွဲထားတဲ့အုပ်ချုပ်ရေးမှာဘီယိုကရေစီအဆောက်အအုံဖြတ်ပဲမူလအတိုင်းထားတာနဲ့ပတ်သက်ပြီးကွန်မြူနစ်ပါတီရဲ့ကိုယ်စားလှယ်ကွန်မြူနစ်အမတ်များကပြင်ဆင်ချက်တင်သွင်းခဲ့ကြပါတယ်။ဒါပေမဲ့ဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးမရရှိသေးချိန်မှာနေချက်သမားနဲ့ဖောက်ပြန်သမားတွေကိုတုံးချရန်လက်နက်ပေးသလိုဖြစ်မှာဆိုလို့ဆိုပြီးပြင်ဆင်ချက်တွေကိုရုပ်သိမ်းခဲ့တယ်လို့ဆိုပါတယ်။1949ခုနှစ်ဇွန်လ18ရက်နေ့မှာဗမာနိုင်ငံကိုလွတ်လပ်သောသမ္မတနိုင်ငံတော်ဖြစ်ထူထောင်ပြီးဗြိတိရှဒနတဟာယအုပ်စုပြင်ပတွင်တီးခြားလွတ်လပ်စွာနေထိုင်ခြင်းပြုမည်ဆိုတဲ့ဆုံးဖြတ်ချက်ကိုတညီတညွတ်ထဲဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီဆုံးဖြတ်ချက်ကိုကိုလိုနီနယ်ချက်သမားအင်္ဂလိပ်တွေမခံမရပ်နိုင်ဖြစ်ကြတယ်လို့ဆိုပါတယ်။ဗြိတိရှပါလီမန်မှာခရွန်ဘီမြဘန်နာရေးသဘောတူညီချက်အရဗမာနိုင်ငံရသုံးငွေရဲ့လူငွေအတွက်ထောက်ပံ့ရန်ထားခဲ့တဲ့ကတိကိုတောင်ပြန်လည်ဖျက်သိမ်းဖို့အော်ကြီးဟစ်ကျဲပြောခဲ့ကြတယ်ဆိုပါတယ်။တကယ်ကခရွန်ဘီမြစာချုပ်ဟာဗမာပြည်ကနာတဲ့စာချုပ်ဖြစ်ပါတယ်။တိုင်းပြည်ပြည်လွှတ်တော်ရွေးကောက်ပွဲပြင်ဆင်ကျင်းပနေကြကာလမှာချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ပြီးဗမာပြည်ဘက်ကကြားပြတ်ဆိုရာဗန်နာရေးဝန်ကြီးသခင်များနဲ့ဗြိတိရှဘက်ကခရွန်ဘီဆိုသူကိုယ်စားလှယ်ပြုလက်မှတ်ထိုးခဲ့တဲ့ဗန်နာရေးဆိုင်ရာစာချုပ်တစ်ခုဖြစ်ပါတယ်။စစ်ပြီးခေတ်ဗမာနိုင်ငံထူထောင်ရေးအတွက်ဗြိတိရှရွှေတင်းက18တန်ချင်းငါပေးရေးနဲ့ဗမာပြည်ကမျိုးပြအုပ်ချုပ်ရေးသားမကဗမာနိုင်ငံမှာကြန့်ရှိခဲ့တဲ့ထွေထွေပစ္စည်းများရဲ့ကုန်ကျငွေကိုပါဗြိတိန်ဟာပြန်လည်ပေးသွင်းရန်သဘောတူညီချက်ဖြစ်ပါတယ်။ဗြိတိရှနယ်ချက်သမားတွေဟာဗိုလ်ချုပ်အောင်ဆန်းလိုမျိုးသားကောင်းဆောင်တယောက်ကိုမြန်မြန်ဆန်ဆန်ဖယ်ရှားကျင်လာကြပါတယ်။စစ်ပီးစားကလည်းလူသက်မှုနဲ့ဖမ်းဆီးပြီးဖယ်ရှားရေးမအောင်မြင်ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကလည်းဗြိတိရှတို့ရဲ့ခြေလှမ်းကိုတနေ့တခြားပိုမိုသိရှိနေပြီဖြစ်ပါတယ်။ဖာစာပါလာတွင်ဖောက်ပြန်ရေးသမားတချို့ရဲ့ခြေလှမ်းတွေကိုလည်းသိမြင်နားလည်နေခဲ့ပြီဖြစ်ပါတယ်။တာရကအားဖြင့်ဗြိတိရှနဲ့ပူပေါင်းရေးကိုပြင်းထန်အားထုတ်နေတဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဦးဘဖေကိုဖာစာပါလာအဖွဲ့ချုပ်ကနေထုတ်ပယ်ခဲ့ရပြီးဖြစ်ပါတယ်။ဗိုလ်ချုပ်ကိုရင်ဦးအောင်တန်းဆိုရှယ်လစ်ပါတီဝင်တော့ကလည်းဗိုလ်ချုပ်ကကဘာမှာဆိုရှယ်လစ်ပါတီဆိုတာအချောင်သမားတွေဗျာလို့ပြောပြီးမနစ်မြို့ကြောင်းပြသခဲ့ဘူးတယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာနေချက်သမားရဲ့ခြေလှမ်းဖောက်ပြန်ရေးသမားများရဲ့ခြေလှမ်းတွေကိုတားဆီးဖို့ညီညွတ်ရေးလက်နက်နဲ့တားဆီးခုခံမှုပြင်ပါတယ်။ဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးကိုပြန်လည်တည်ဆောက်ဖို့စိုင်းပြင်စီမံလာခဲ့ပါတယ်။ကွန်မြူနစ်ပါတီကလည်း1949ခုနှစ်ဇန်နဝါရီလကတည်းကနောက်ဆုံးတိုက်ပွဲလမ်းစဉ်ချပြီးဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးတည်ဆောက်ရန်ကြွေးကြော်ထားပြီးဖြစ်ပါတယ်။ဗြိတိရှနယ်ချက်သမားရဲ့စစ်တပ်တွင်လက်နက်တိုက်ကဗရင်းကန်း200နဲ့ခရမ်းမီးကြောင်မြောင်များခိုးထုတ်ခံရတဲ့တဲ့ပျောက်ဆုံးနေကြောင်းတဲ့ဇွန်လ24ရက်နေ့မှာထွက်ပေါ်လာပါတယ်။အင်္ဂလိပ်စစ်တပ်ရဲ့စစ်ဦးစီးချုပ်လက်ဖရင်းနင်းဂျန်နရယ်ဘရစ်ကိုတိုင်ဗရင်းကန်းတွေဥဆော့လက်ထဲရောက်သွားကြောင်းသိပြီးဖြစ်ပါတယ်။အင်္ဂလိပ်စစ်တပ်တွင်ကဗရင်းကန်းလက်200နဲ့ခရမ်းမီးကြောက်တွေခိုးထုတ်ခံရကြောင်းသတင်းကိုသတင်းစာများကလည်းစလုံးမဲကြီးတွေနဲ့ဖော်ပြခဲ့ကြပါတယ်။ပြည်သူအာဏာကြားနဲ့ကွန်မြူနစ်သတင်းစာတို့ကလည်းဒီသတင်းကိုကြီးကြီးသတင်းဖြစ်အလေးတင်ဖော်ပြခဲ့ကြပါတယ်။တာယာဝတီနယ်ဘက်မှာလည်းဒီသတင်းဟာပြန့်နှံ့နေခဲ့ပါတယ်။အင်္ဂလိပ်စစ်တပ်နဲ့တာဝန်ရှိရာရှိကြီးများဟာသူတို့ကိုယ်တိုင်ပူးပေါင်းပါဝင်လှုပ်ဆောင်ထားခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက်လူထုကြားမှာဒီသတင်းဟာတောင်းမိပမာပြန့်နှံ့နေပေမဲ့ဘာမှရေးယူဆောင်ရွက်မှုမလုပ်ဘဲမတိကျိုးကျုံလုပ်နေခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာပေါင်းကျင်ပေါင်းလျင်ကွန်မြူနစ်ပါတီနဲ့သာပေါင်းမည်ဆိုတဲ့မိန့်ခွန်းကိုအတိအလင်းပြောကြားလာပြီးကွန်မြူနစ်ပါတီနဲ့ညီညွတ်ရေးတည်ဆောက်ဖို့ပြင်ဆင်လာခဲ့ပါတယ်
ဇူလိုင်လ23ရက်မြို့တော်ခမ်းမမှာမိကွန်းချွေတဲ့အခါမှာလည်းဗမာပြည်မှာလူမျိုးမျိုးချင်းချင်းမကွဲဖို့လူငယ်ပိုင်းဖြစ်တဲ့လက်ဝဲသမားချင်းချင်းမကွဲကြဖို့တတိပေးလို့တယ်လို့ထပ်ဆင့်ဖွင့်ဟပြန်ပါတယ်။မြို့တော်ခမ်းမနောက်ဆုံးမိကွန်းရှိကြီးပြောကြားပြီးမှဖာစာပါလာကွန်မြူနတီညီညွတ်ရေးအတွက်ဆွေးနွေးကြဖို့တခင်တန်းထွန်းစီကိုလည်းတရားဝင်ရဲချင်းပြီးဖိတ်ကြားလိုက်ပါတယ်။ဇူလိုင်လ19ရက်မနက်10:38မိနစ်မှာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းတို့တွေလူယုံမာများရဲ့လောက်ကျန်တပ်ဖြတ်ခြင်းကိုခံလိုက်ကြရပါတော့တယ်။ကြားရသူတိုင်းတုန်လှုပ်သွားကြရသလိုဝမ်းနဲ့ပလက်ယူကြုံမရဖြစ်ခဲ့ကြရပါတယ်။အဲ့ဒီညနေမှာပဲပျောက်ဆုံးနေတဲ့ဆိုတဲ့လက်နက်တွေနဲ့ကိစ္စနဲ့ပတ်သက်ပြီးဂလုံဦးစောအိမ်ကိုတောင်းကြမှုနှိမ်နှင်းရေးတပ်ဖွဲ့နဲ့ရဲများကဝင်ရောက်ရှာဖွေပါတယ်။လက်နက်တွေကိုလည်းဖော်ထုတ်ရှာဖွေသိမ်းဆည်းမိခဲ့ပြီးဦးစောနဲ့ဦးစောအိမ်ရှိလူအလုံးကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်ထိဗိုလ်ချုပ်အောင်ဆန်းတဲ့ခေါင်းဆောင်တွေကိုဘယ်သူလောက်ကျန်တပ်ဖြတ်ခဲ့တယ်လဲဆိုတာတိကျကျမပြောဆိုနိုင်ကြသေးပါဘူး။ဆိုရှယ်လစ်တွေကဒါကွန်မြူနစ်တွေလက်ချက်နေမှာလို့တီတိုဝါရဖြန့်ဆွဆွဲကြသလိုပြည်သူရဲဘော်များကလည်းတနက်တပြင်းပြင်းဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။အခြေအနေဟာအတိမ်းဆောင်မခံနိုင်လောက်အောင်ရှုပ်ထွေးနေခဲ့ပြီးခြေတလန်းမရင်တက်ကြဖြတ်ကြနဲ့ပြည်ရင်းစစ်မီထားတောက်လာနိုင်တဲ့အနေအထားဖြစ်ပါတယ်။အဲဒီအချိန်ဒီမှာဗိုလ်ချုပ်တို့လောက်ကျန်ခံရပြီးနောက်တရက်မှာပဲတောက်လောင်လာလူလူနီနီပြည်ရင်းစစ်ကိုတားဆီးဖို့ကွန်မြူနတီပါတီထွေထွေတွင်ရမှုတခင်တန်းထုံးကတကယ်လောက်ကျန်မှုတရားခံဟာနေချက်သမားနဲ့နေချက်လက်ပါစီများသာဖြစ်ကြောင်းလက်မှတ်ရေးထိုးထုတ်ပြန်ကြေညာလိုက်ပါတယ်။တရားခံစစ်မှန်နေချက်သမားကိုမိမောင်းထိုးပြပြီးနိုင်ငံရေးအမြင်ရှင်းရှင်းလင်းလင်းနဲ့မှန်မှန်ကန်ကန်ထောက်ပြပေးခဲ့ပါတယ်။ပြစ်မှန်မှန်ရှာမရပဲတူလောဖြစ်နေကြတဲ့ပြည်သူများဝင်ငနဲ့ရှင်းငနဲ့ဖြစ်သွားပြီးနေချက်ပေါ်မုံတိမှုဇောင်းဟုံးနဲ့ရောက်သွားသလိုနေချက်သမားတို့ဖို့ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့လောက်ကျန်ခံရပြီးချင်းဘရင်ကန်စာဟူဘယံကဥနုကိုအစိုးရဖွဲ့ခိုင်းပါတယ်။တခင်တို့ခေါင်းဆောင်တဲ့အစိုးရဖွဲ့ပေါ်ပေါက်လာပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့လောက်ကျန်တပ်ဖြတ်ခံရမှုကြီးနောက်ွယ်မှာဗြိတိရှနေချက်သမားတွေအမှန်ပဲအတွင်းကြပတ်သက်ခဲ့ပါတယ်။အင်္ဂလိပ်စစ်တပ်ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပါတယ်။ဗမာပြည်ရှိအင်္ဂလိပ်စစ်တပ်ရာရှိများကလက်နက်တွေခိုးထုတ်ပေးခြင်းနဲ့ပတ်သက်ခဲ့သလိုအင်္ဂလိပ်စစ်တပ်ရဲ့တာဝန်ရှိဆုံးဗိုလ်မှူးချုပ်ကြီးများထောက်လှမ်းရေးဖွဲ့ရဲ့အကြီးဆုံးတာဝန်ရှိသူများဟာပျောက်ဆုံးသွားတယ်ဆိုတဲ့လက်နက်တွေကိုဦးစောထံရောက်သွားမှန်းသိရတဲ့ဖုံဖိလှုပ်ထားခဲ့ကြပါတယ်။အလိုတူလိုပါလှုပ်ခဲ့ကြတာဖြစ်ပါတယ်။ရည်ရွယ်ချက်မှန်ကဗိုလ်ချုပ်အောင်ဆန်းလိုနေချက်ဆန့်ကျင်ရေးမြင်ရှိသူစစ်မှန်တဲ့တိုင်းချစ်ပြည်ချစ်စိတ်ရှိသူအမျိုးသားကောင်းဆောင်တယောက်ကိုဖယ်ရှားပစ်ပြီးဦးစောလိုအာနာယူအလိုတော်ကြီးတယောက်လက်ထဲဗမာပြည်ကိုထားကျင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးကိုလိုနီပြုကျင်နေခဲ့ကြတာဖြစ်ပါတယ်။အဲဒီလိုတာဝန်ကိုလက်ရဲဆက်ရဲထမ်းဆောင်နိုင်မဲ့သူဟာဦးစောဖြစ်တယ်ဆိုတာယုံကြည်ပြီးယူဂန်ဒါကနေဗမာပြည်ကိုပြန်ခေါ်လာရောက်ချင်းအစိုးရအဖွဲ့တွင်တွင်ပြီးတခြားလုံးဗိုလ်ချုပ်တို့ကိုတိုက်ခိုက်လုပ်နေစေခဲ့တာဖြစ်ပါတယ်။ပထမဆုံးချိန်လူသက်မှုနဲ့ဆွဲချက်တင်ဖယ်ရှားရေးမအောင်မြင်ခဲ့ရပဲနိုင်ငံရေးနည်းလမ်းရကြိုးပမ်းတာတွေရှုံးနိမ့်ခဲ့ရတဲ့အတွက်စစ်တပ်နည်းနဲ့ကြိုးပမ်းဖို့လက်နက်တွေထုတ်ပေးပြီးလုံခြုံရေးလမ်းကိုအကောင့်ထဲဖော်စီခဲ့တာဖြစ်ပါတယ်။လုံးဝလွတ်လပ်ရေးရယူပြီးဒနာတဟာရတယ်လေမနေရန်ဆုံးဖြတ်လိုက်တဲ့ပေါ်မကြည်မချမ်းဖြစ်ခဲ့ကြရတဲ့နေချက်သမားတွေဟာဗိုလ်ချုပ်အောင်ဆန်းကဖာစာပါလာကွန်မြူနတီညီညွတ်ရေးတည်ဆောက်နိုင်ဖို့လက်ဝဲညီညွတ်ရေးတည်ဆောက်နိုင်ဖို့အခိုင်အမာခြေလှမ်းတွေလှမ်းလာတဲ့အခါမှာလုံခြုံရေးကိုမြန်ဆန်အကောင့်ထဲပေါ်အောင်အားပေးအားမြောက်ပြုပေးလိုက်ကြတာဖြစ်ပါတယ်။လုံခြုံမှုကြောင့်ဦးစောဆိုးရတက်လာနိုင်ရင်လည်းတက်လာမတက်လာနိုင်တော့ဦးစောတို့လူတွေလက်ထဲလက်နက်ခဲယမ်းမိကြောက်တွေမြောက်များရှိနေစေခြင်းအဖြစ်ပြည်ရင်းစစ်မီတောက်လောင်လာစေရန်ရည်ရွယ်ခဲ့ပုံလဲရှာပါတယ်။လုံခြုံရေးတသက်လောက်အထိဆိုရင်လက်နက်အနေငယ်ကြီးနေငယ်ထုတ်ပေးုံနဲ့လုံလောက်နိုင်မှန်သိပါလေအဲ့ဒီခေတ်ကအကောင်းဆုံးလောက်ဖြစ်နေတဲ့ဘရင်ကန်စတင်ကန်အလက်200ကျော်နဲ့ကြီးစံသိန်းချီထုတ်ပေးခဲ့တာကိုကြည့်မယ်ဆိုရင်နေချက်သမားတွေရဲ့သဘောထားဟာပြည်ရင်းစစ်ဖြစ်ရေးဆိုတာရှင်းနေခဲ့ပါတယ်။ကွန်မြူနတီပါတီရဲ့ဖော်ထုတ်ထောက်ပြချက်ကြောင့်တုန်လှုပ်သွားခဲ့ရတဲ့နေချက်ပြင်ကန်ဟာတခင်တို့ကိုစိုးရဖွဲ့စည်းပြီးတာနဲ့တပြိုင်နက်အင်္ဂလိပ်စန့်ကျင်ရေးလူထုအုံကြွမှုကြီးများဖြစ်ပေါ်မလာစေရေးအတွက်ရင်ကြေးစကားလုံးတွေသုံးပြီးဝင်ကြီးချုပ်ဦးနုကိုပြင်းပြင်းထန်ထန်သတိပေးတားခဲ့တယ်လို့ဆိုပါတယ်။အဲဒီသတိပေးချက်ကတော့သတင်းစာများကစလုံးမဲကြီးများဖြင့်ဆက်လက်ရေးသွားကြမည်ဆိုရင်လွတ်လပ်ရေးအတွက်ဆိုပါသောအကျိုးသက်ရောက်မှုများဖြစ်လာဖွယ်ရှိကြောင်းလို့သတိပေးတယ်ဆိုပါတယ်။
ဂျာပြတ်ဆိုရဝန်ကြီးချုပ်တခင်နူးကလည်းလောက်ကြံမှုနဲ့ပတ်သက်ပြီးအင်္ဂလိပ်စစ်တပ်ရဲ့ပါဝင်ပတ်သက်နေမှုကိုဖုံးဖုံးပြီးလုပ်ပေးခဲ့သလိုကာယကံမြောက်ဆောင်ရွက်ခဲ့ရပါတယ်။လောက်ကြံမှုကြီးတွင်အင်္ဂလိပ်တို့ပါဝင်ပတ်သက်နေသည့်အကြောင်းကိုသတင်းစာများမှဖြစ်စေလူထုဟောပြောမှုများဖြစ်စေလုံးဝဆွဆွဲပြောကြားခြင်းပြုကြရန်သတိပေးခဲ့သလိုအရေးပိုင်ခရိုင်ဝင်များကိုလည်းအထက်ပါတိုင်းပြောဆိုဆွဆွဲသူများအားလိုအပ်သလိုရေးယူရန်ညွှန်ကြားထားခဲ့တယ်လို့ဆိုပါတယ်။အခြေအနေမှန်တွေကိုသိထားပါလေရဲ့ဖုံဖုံပြီးလုပ်ပေးခဲ့တာဟာလွတ်လပ်ရေးအတွက်အနှောက်အယှက်ဖြစ်မှာစိုးလို့ဆိုပါတယ်။အင်္ဂလိပ်တို့ရဲ့စစ်တပ်ပါဝင်ပတ်သက်နေမှုကိုအင်္ဂလိပ်တို့ကဖုံပြီးအောင်မြင်လုံနိုင်သွားခဲ့ခြင်းဟာအဲ့ဒီတုန်းကသခင်နုခေါင်းဆောင်တဲ့နိုင်ငံရေးခေါင်းဆောင်များကလည်းပြည်သူကိုအသိမပေးဘဲဖုံးဖိထားခဲ့ကြတာကြောင့်ဖြစ်ပါတယ်။ညီညွတ်ရေးရောင်ကြီးကိုပြန်လည်မြင်ရချိန်မှာပဲဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံလိုက်ရတာဟာတတိုင်းပြည်လုံးရဲ့ကံကြမ္မာကိုစိုးဝါးသွားစေခဲ့သလိုကွန်မြူနစ်ပါတီတို့လည်းအင်မတန်ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုကြီးဖြစ်ခဲ့ရပါတယ်။ကွန်မြူနစ်ပါတီကဇူလိုင်လ30မှာလုံးဝလွတ်လပ်ရေးသို့စာတမ်းထုတ်ပါတယ်။ကွန်မြူနစ်ပါတီကဖာစာပါလာညီညွတ်ရေးအတွက်သူတို့ရဲ့49ခုနှစ်ဇန်နဝါရီဆုံးဖြတ်ချက်နောက်ဆုံးတိုက်ပွဲလမ်းစဉ်အတိုင်းဆက်လက်ကြိုးပမ်းပါတယ်။သခင်နုနဲ့သခင်တန်းထွန်းတွဲပြီးလူသက်ဝါဒရှုတ်ချပွဲတရားတွေပြည်မနာနယ်မှာဟောပါတယ်။ညီညွတ်ရေးတရားပွဲတွေလည်းနေနှံ့လိုက်ပြီးဟောပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့မရှိတော့တဲ့အခါဖာစာပါလာအဖွဲ့ကြီးထဲမှာဆိုရှယ်လစ်တွေပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။အာဏာရအဝိုင်းဝန်းမှာဆိုရှယ်လစ်တွေအများစုဖြစ်လာခဲ့ပါတယ်။သခင်နုကဝန်ကြီးချုပ်ဖြစ်ပေမဲ့ဖာစာပါလာအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်ပေမဲ့ပါတီလက်ကင်မရှိဖြစ်ပါတယ်။ကွန်မြူနစ်ပါတီရဲ့သဘောထားကဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးအရာမြင့်တိဆောက်ပြီးညီညွတ်ရေးအားနဲ့နေချက်သမားကိုပြပြသားသားတိုက်ထုတ်ရေးလုံးဝလွတ်လပ်ရေးဖြစ်ပါတယ်။ဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးတိဆောက်နိုင်ဖို့ရနိုင်သမျှနီလန်းစုံကိုရှာဖွေပြီးသခင်တန်းထွန်းကနေဖာစာပါလာဥက္ကဋ္ဌသခင်နုစီလိမ့်မှုပြီးဖာစာပါလာကွန်မြူနစ်ညီညွတ်ရေးအတွက်ဩဂတ်စ်လ14ရက်နေ့စွဲနဲ့ပထမဆုံးတရားဝင်ပေးစာပေးပို့ကမ်းလှမ်းပါတယ်။ဖာစာပါလာထွေထွေတွင်ရမှုဥပဆွေကလက်မှတ်ရေးထိုးပြီးဦးနုစီကတဆင့်ကွန်မြူနစ်ပါတီကိုဖာစာပါလာရဲ့ပြန်စာဩဂတ်စ်လ25ရက်နေ့စွဲနဲ့ပြန်ပါတယ်။ကွန်မြူနစ်ပါတီကလိုက်နိုင်ရမယ့်ညီညွတ်ရေးအခြေခံ5ချက်ကိုလည်းဖော်ပြထားပါတယ်။ကွန်မြူနစ်ပါတီကစက်တင်ဘာ10ရက်နေ့စွဲနဲ့ဖာစာပါလာရဲ့ပြန်စာကိုပြန်လည်ရှင်းလင်းတဲ့စာဒုတိယပေးစာဖြစ်သခင်နုကတဆင့်ပေးပြန်ပါတယ်။ဖာစာပါလာကတောင်းဆိုတဲ့ညီညွတ်ရေးအခြေခံ5ချက်ဆိုတာကိုတုံ့ပြန်ရှင်းလင်းပြပြီးညီညွတ်ရေးအတွက်ဆွေးနွေးကြဖို့အချိန်နေ့ရက်ချင်းဆိုရေးကိုတိုက်တွန်းတောင်းခံထားပါတယ်။ဒီကာလကြားထဲမှာ49ဩဂတ်စ်လ29ရက်နေ့မှာလက်ဖရီမင်စာချုပ်ပေါ်ထွက်လာပါတယ်။လက်ဖရီမင်စာချုပ်ကကာကွယ်ရေးသဘောတူညီချက်စာချုပ်ဖြစ်ပါတယ်။ဒီကာကွယ်ရေးသဘောတူညီချက်စာချုပ်ဟာလည်းခရွန်ဘီမြဘန်နာရေးသဘောတူညီချက်စာချုပ်လိုဗမာပြည်ဘက်ကနာခဲ့ရတဲ့စာချုပ်ဖြစ်ပါတယ်။1949စက်တင်ဘာလ24ရက်နေ့ညနေ3:29မိနစ်မှာတိုင်းပြပြည်လွှတ်တော်ဥက္ကဋ္ဌဆက်ရွှေတိုက်ကနောက်ဆုံးအတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီးဗမာပြည်ရဲ့ပထမဆုံးသောဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ1949ပေါ်ထွက်လာခဲ့ပါတယ်။လွှတ်တော်ပထမညီလာခံ9ရက်6လ49နေ့ကနေတတိယကြိမ်ညီလာခံ24ရက်6လ1949နေ့ထိ108ရက်တွင်ပြီးစီးအောင်ရေးဆွဲခဲ့ကြတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်။ဒီအခြေခံဥပဒေထဲမှာအားနည်းချက်တွေလည်းပါဝင်နေခဲ့တယ်လို့ဆိုပါတယ်။ဗြိတိရှအစိုးရရဲ့ဖိတ်ခေါ်ချက်အရအော်တိုဘာလထဲမှာဗမာပြည်ဂျာပြတ်အစိုးရဝန်ကြီးချုပ်သခင်နုလန်ဒန်ကိုတွားရောက်ပါတယ်။သခင်နုခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မှာကာကွယ်ရေးဝန်ကြီးဘိုးလက်ရနဲ့ဗိုလ်ထွန်းလင်းတို့တွေလည်းလိုက်ပါသွားကြပါတယ်။ဗမာပြည်လွတ်လပ်ရေးအတွက်အပြီးပိုင်းဆွေးနွေးလက်မှတ်ရေးထိုးကြဖို့ဖြစ်ပါတယ်။ဗမာနိုင်ငံဆိုင်ရာအာဏာပိုင်အဖွဲ့ကိုနိုင်ရင်ဝင်အဒလီကခေါင်းဆောင်ဆွေးနွေးပြပါတယ်။အောက်တိုဘာလ18ရက်နေ့မှာနုအဒလီစာချုပ်ကိုလက်မှတ်ရေးထိုးဖို့သဘောတူညီလိုက်ကြပါတယ်။ဒီစာချုပ်အရဗြိတိရှအစိုးရကကိုလိုနီဗမာနိုင်ငံကိုလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်သဘောတူလိုက်ရပြီးမြန်မာနိုင်ငံယာယီအစိုးရကလည်းကိုလိုနီခေတ်ဗမာနိုင်ငံသမိုင်းတစ်လျှောက်ဗြိတိရှအစိုးရကဗမာနိုင်ငံကိုစားချုပ်ဆိုထားခဲ့တဲ့နိုင်ငံတကာသဘောတူညီချက်စာချုပ်မှန်သမျှကိုစက္ကန့်တာဝန်ယူလိုက်ရပါတယ်။စာချုပ်ပေါင်း190ကျော်ရှိပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းဗြိတိရှကိုလိုနီသမားများရဲ့စီးပွားရေးလုပ်ငန်းများကိုလွတ်လပ်တဲ့မြန်မာနိုင်ငံအစိုးရကအရေးယူဆောင်ရွက်မယ်ဆိုရင်ဗြိတိရှအစိုးရနဲ့ရှေ့ဦးစွာ
တိုင်ပင်ညှိနှိုင်းပြီးတရားမျှတတဲ့ရော်ကြေးပေးပါမယ်လို့တာဝန်